မင်္ဂလာပါဒီမှာတော့ထမိန်လုံနည်းရယ်သပင်နှစ်ထပ်လုံနည်းရယ်ပြပါမှာဖြစ်ပါတယ်သပင်နှစ်ထပ်လုံနည်းရင်လုပ်ပြမယ်နော်သပင်နှစ်ထပ်လုံနည်းလုပ်ဖို့တော့ wedding dress တွေဟာလေးလိုပါရယ်ယောက်ျားလေးပြမယ်နော်ယောက်ျားလေးကကြတော့နေကြပေါ့နော်နေကြအိမ်ကြီးဝတ်ဖို့လိုရပေါ့နော်နေကြအိမ်ကြီးရှာလိုက်ပါရှာမယ်နေကြအောက်တောင်ရောက်ပဲဘယ်နှကြိုင်နေအောင်မသိဘူးနေကြနားရှာလိုက်မယ်နော်ကဲဒါဆိုနေကြအင်းကြီးတွေ့ကောနေကြဒီနားလေးမှာပါဒီပေါ်မှာမခန့်နေရခက်ပေါက်ဆိုင်ခါဆူရဝဲ3ရဒီနားလေးမှာပါကဲအားလုံးပဲအဲ့ဆိုဝင်ကြည့်လိုက်ရအောင်ကဲအဲ့ဆိုဂိမ်းနဲ့ရောက်လိုက်ပေါ့နော်ရင်ဆုံးဘသူစီပွားမှာလဲဆိုဝိုင်းစီကိုရင်ဆုံးသွားမယ်ပေါ့နော်ဝိုင်းโอเคဝိုင်းစီကိုတွေ့ပြီဆိုလို့ရှိရင်ဝိုင်းကိုစကားပြောလိုက်ပေါ့နော်စကားပြောရဲဆိုဝိုင်းကကဲကိုပေါ့နော်အဲ့ဆိုလို့ရှိရင်ချီလို့ရတော့ပြီချီရတာမဟုတ် sorry လက်တွဲလို့ရသွားပြီလက်တွဲလို့ရသွားလို့ရှိရင်ကလုံးဒီနေ့မှာပေါ့နော်ဒီ save ဒီ save ဆိုရယ် save ရယ် photo ရယ်ဆိုရအောက်နားမှာပြောပြအလွယ်ဆုံးပြောပြမယ်ဆိုရင်သွေးပါးတိုင်းအောက်နားမှာပေါ့နော်အောက်နားရဲ့ဒီဘက်နေပြီးနေလေးမှာအမှကလုံးဆိုရဟာလေးရှိတယ်ကလုံးဆိုတာလေးနေလိုက်အဲဆိုလို့ရှိရင်လက်တွဲတာကိုဖြုတ်လိုက်လို့ရှိရင်ဒီမှာဒီရှေ့ကကောင်မလေးဒီရှေ့ကကောင်မလေးကိုစကားပြောလိုက်ဒီရှေ့ကကောင်မလေးကိုစကားပြောလိုက်ပြီးရင်သူ့လက်တွဲလိုက်ကိုကောက်ပြင်ဖြောက်လိုက်โอเคအဲဆိုရပြီအဲဆိုလို့ရှိရင်ကောင်မလေးကအဲ့သူ့ရဲ့ကိုဝါကိုစကားတော့ပြောလိုက်ပေါ့နော်ပြီးတော့သူ့ကိုသပင်ပြောင်းပြလိုက်ပေါ့နော်ကိုဖြစ်စေခြင်းနဲ့သပင်ပြောင်းလိုက်ပေါ့နော်ငါတော့ဒါလေးပဲပြောင်းလိုက်ပါတယ်ကဲပြီးတော့သူအင်ကြီးလဲပြရမယ်ပေါ့နော်အင်ကြီးကဘာလဲပြရမလဲဆိုတော့ပြောပြမယ်နော်နိုင်မြင်လုပ်လိုက်မယ်အင်ကြီးကဘာလုပ်ရမလဲဆိုတော့ဒီအင်ကြီးလေးရတယ်ဒီကင်တာဂါဒန်ပေါ့နော်ဒီ KG အင်ကြီးလေးရတယ်ဒါပေါ့နော် KG အင်ကြီးလို့ခေါ်ရပေါ့နော်ပြီးတော့ဒါလေးလည်းလုပ်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒါလေးပဲကြိုက်လို့ဒါလေးပဲလုပ်လိုက်ပါမယ်ပြီးရင်သူ့ချီလိုက်ပါချီလိုက်ပြီးတော့လို့ရှိရင်ဘွိုင်းပြန်ပြောင်းလိုက်ဘွိုင်းကနေပြီးတော့ main ကလေးအစ်စ်ကိုချီလိုက်ပေါ့နော် main ကလေးအစ်စ်ကိုချီလိုက်လို့ရှိရင်ဒီလိုကားပြီးတော့ပြီးဘွိုင်းပြန်ချလိုက်ကဲကဒီကောင်မကိုချလိုက်သူ့ကိုဝါကိုချလိုက်ပေါ့နော်ပြီးရင်သူကတော့ဘွိုင်းရဲ့အိမ်နဲ့ဝင်လိုက်ပေါ့နော်ဘွိုင်းရဲ့အိမ်နဲ့ဝင်ပြီးတော့လို့ရှိရင်မအင်ကြီးဝတ်စားလေးလိုက်ပေါ့နော်အရင်ဆုံးစပင်မဲ့ရင်ဆုံးလဲရပါမယ်အင်ကြီးလေးရင်ဆုံးလဲလိုက်လို့ရှိရင်တင်တို့မသွားပါလိမ့်မယ်ဘာလဲရမှာလဲဆိုတော့ပေါ့နော်တို့ရွေးချယ်ထားရဲ့စပင်ကိုလဲရမှာဖြစ်ပါတယ်တို့ကထားပါအောင်ဒီစပင်မဟုတ်ဘဲတခြားစပင်လဲထားရဆိုလို့ရှိရင်တခြားစပင်လဲရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီစပင်လဲထားတော့ဒီစပင်နဲ့ပြန်နေလိုက်ပါတော့အဲဆိုခရုံးမိုင်းဖြစ်သွားပါလိမ့်မယ်ခရုံးမိုင်းဖြစ်သွားလို့ရှိရင်အင်ကြီးထဲမှာကိုကြိုက်တဲ့အင်ကြီးတစ်ခုဝေးလိုက်တော့ပေါ့နော်ကျွန်တော်ကတော့ဒါလေးကြိုက်လေရောဒါလေးဝေးလိုက်မယ်ကြာဆိုရပြီပြီးတော့cry edit အဲ့ဒါလေးနှိပ်လိုက်ပါတော့နှိပ်ပြီးတော့လို့ရှိရင် hair color ကိုနှိပ်လိုက်ပြီးတော့လို့ရှိရင်ဒီစပင်ပေါ့နော်အမဲလေးပြန်ပြလိုက်အဲ့ဆိုရပါပြီအဲ့ဆိုလို့ရှိရင်တော့စပင်နှစ်ထပ်ဖြစ်သွားပါပြီကဲနောက်တစ်ခုကတော့ထမိန်လုံးနည်းပေါ့နော်ထမိန်လုံးဖို့ဆိုလို့ရှိရင်တော့ဘာလို့လဲဆိုတော့ပြမယ်နော်အရင်ဆုံး home ကဲအိမ်ကိုတယ်လီပို့လိုက်တယ်လီပို့ပြီးတော့လို့ရှိရင်ဒီမှာဝေစားလေးလိုက်ဝေစားကဘာလေးရမှာလဲဆိုတော့ပေါ့နော် Chinese costume လဲရမှာပေါ့နော် Chinese costume နားမှာတော့မရှိဘူး Chinese costume ရှာလိုက်အောင်မယ်ပေါ့နော် Okay Chinese costume က1ပဲရမှာဖြစ်ပါတယ်2နှိပ်လိုက်လို့ရှိရင်တော့မရဘူးပေါ့နော်ကဲ Chinese costume 1 Okay ရပြီဆိုလို့ရှိရင်ဘာလို့ရမှာလဲဆိုတော့ဒီမှာcry edit item အဲ့ဒါပြောရနော်ခုနနေတဲ့ဟာပြန်နေလိုက်ပြီးအောက်ကိုဆွဲလိုက်ပြောလို့ရှိရင် wine plus ဆိုတဲ့ဟာလေးနှိပ်ပေါ့နော် wine plus ဆိုတဲ့ဟာလေးများနှိပ်ပြီးပေါ့နော်များနှိပ်ပြီးလိုက်လို့ရှိရင်ရပြီပေါ့နော်ကျွန်တော်ကြိုက်တာပဲကျွန်တော်ပြောပုံနေကတော့အများကြီးရှိရပေါ့နော်ဘယ်လိုလုပ်ရတာလဲဆိုတော့ဒီမှာပေါ့နော်လောက်ဆိုဒါဆိုထမိန်နဲ့အင်ကြီးနဲ့ဖြစ်သွားပြီအဲဆိုရတယ်ဒါပေမဲ့ကျွန်တော်ကြိုက်တာပဲကျွန်တော်ယူရုံပဲလေ
okay okay ဒါလေးကအမဲလေးပါနေတဲ့အတွက်ကြောင့်မလို့ညီမထမိန်နေလို့ရှင်လည်းအမဲလေးပါရလေကြောင့်မို့ဒါလေးယူရအတင်းတော်ဆုံးမှာတင်းလက်ချော်ပြီးတော့တင်းကဒီလိုမျိုးကြီးဖြစ်သွားတယ်ဆိုလို့ရှိရင်ဝိုင်မိုင်းနဲ့လေးဝိုင်အနှုတ်လေးကိုပြန်နှိပ်လိုက်ပေါ့နော် sorry ပါမိုင်းနဲ့လေးပြောမိသွားနှုတ်လေးကိုပြန်နှိပ်လိုက်ဒါမျိုးဆိုတင်းတော်ပြီပေါ့နော်ဒါမျိုးလေးဆိုလည်းမစိုးပါကဲဒီလောက်ဆိုတော့ပြီပေါ့နော်ကဲဒါဆိုလို့ရှိရင်စပင်နှစ်ထပ်လုံနီးရယ်ပြီးတော့ထမိန်ရယ်အင်ကြီးရယ်လုံနီးရယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကဲဒီနေ့ရဲ့ဗီဒီယိုလေးကဒီလောက်ပဲပေါ့နော်ကဲအားလုံးပဲတတဟောပြီးတော့ပြောစရာကြီးသေးတယ် channel လေးကိုလည်း like and subscribe လုပ်ပေးကြပါအောင်နော်ကျွန်တော်အခုမှအသစ်ဆိုတော့ကဲတတနောက်တဲ့ဗီဒီယိုအများကြီးမှပြန်တွေ့ကြမယ်